အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ဖက်တဲ့ချင်ကိုအတိတ်ရောက်ရှိလာတဲ့ကြော်ထက်ရဲ့ပွဲစဉ်တစ်ခုရှိပါတယ်ခင်ဗျကျွန်တော်တို့လေ့လာကြည့်ရအောင်ခင်ဗျရန်ကုန်မှာကြည့်တော့ကောင်းပါခင်ဗျတော်တော်လေးထိုးတက်ပုံကတိုးတက်လာတွေ့ရတယ်ခင်ဗျကျော်ထက်ကတော့ရန်ကိုကျူးစားတဲ့ကလေးတယောက်ပါခင်ဗျကောင်းတယ် Speeding Kit တုံးသွားတယ်ခင်ဗျညာဝိုက်โอเคချိကန်ချက်ကောင်းတယ်ကျော်ထက်လက်ထိပါလားခင်ဗျဒါမဲ့ခဏရတော့တာပါလားโอ้ထိရယ်push kit ကောင်းတယ်Speeding Kit အပြစ်ပါအောင်ဗျကောင်းတယ်ကောင်းတာလက်တီโอเคကောင်းတာလက်တီကောင်းတယ်အေးဘူးလေကောင်းတယ်ခင်ကောင်းတာလက်တီချက်တယ်မိပြန်မိတယ်နော်ဗျโอ้ထိတယ်ညာဝိုက်နောက်ချက်โอเคညာဟုတ်Pusket โอเคPusket ပြန်ကန်တာတွေ့ရတယ်ခင်ဗျညာဝိုက်โอเคကောင်းတယ်ညာဝိုက်ညာဝိုက်လုံးထားမယ်โอเคကောင်းတယ်ညာဝိုက်လုံးလာမယ်ကြာတော့မယ်ဒီကောင်ဆက်ထိုးရင်ကြာပြီနောက်ချက်โอเคကောင်းပါလားခင်ဗျပထမချီပါခင်ဗျ